မင်္ဂလာပါကျွန်တော်တို့ Guru Pro Audio အနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ကဝေဖန်ပိုင်းခြားနိုင်တဲ့နားထောင်စွမ်းရည်ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ဆွေးနွေးသွားတာပေါ့နော်ကျွန်တော်တို့ဝေဖန်ပိုင်းခြားနိုင်တဲ့နားထောင်စွမ်းရည်ဆိုတာကြတော့အဆိုတော်တယောက်ရဲ့အတန်တေးစရာရေးထားတဲ့အကြောင်းအရာတွေမဟုတ်ဘဲနဲ့တခြင်းတစ်ပုတ်ရဲ့တိဆောက်ပုံတွေပြီးရင်ကျွန်တော် volume တွေ level တွေ dynamic balance တွေဒီ instrument တွေရဲ့ဒီသဘောတဘာဝကြားနာမှုတွေအစသိရှိနိုင်တဲ့စွမ်းရည်ကိုကျွန်တော်တို့ကဆိုလိုတာဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိလို့ရှိရင်ဒီ critical listening ဆိုတဲ့အရာအပြင်းထန်ကြိုးစားမှုကြောင့်မဟုတ်ဘဲနဲ့ဒီတေးဂီတာလုပ်ငန်းမှာအတန်အသင့်အချိန်ပေးမှသာရနိုင်တဲ့စွမ်းရည်တစ်မျိုးဆိုတာကျွန်တော်တို့ပြောလို့ရပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီ critical listening ဆိုတဲ့နေရာမှာကျွန်တော်တို့ focus ထားပြီးလှုပ်ဆောင်ရတဲ့အရာကြတော့ကျွန်တော်တို့technical control ဆိုတာကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ engineering point of view ကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတခြင်းတစ်ပုတ်မှာကျွန်တော်တို့ control လုပ်တဲ့ပုံစံကစူးစူးညံ့ညံ့ဖြစ်နေရလားအိုးထူးထူးကြီးဖြစ်နေရလားကျွန်တော်တို့ဒီ high end တွေကျွန်တော်တို့ဒီလိုမျိုးနေရာမှာ higher ranking တွေဖြစ်နေရလားပေါ့နော်ဒီလိုမျိုးတွေကိုကျွန်တော်တို့ကအဲ့လိုမျိုးဝေဖန်သုံးသပ်ရတဲ့stage တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ပြောလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအချက်တွေကိုကျွန်တော်တို့ကဒီ technical control ရကျွန်တော်တို့သတိထားပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ရတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကတခြားမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တခြင်းတွေကျွန်တော်တို့ mix ကိုနားထောင်နေသူတွေကလည်းပင်မနှံ့နေစီမှာအမှန်ပါပဲပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AOA sub တွေပဲဖြစ်ဖြစ် bass တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့က powerful ဖြစ်အောင်ချိန်တယ်ဒီသူနဲ့အပြိုင်ခြား frequency ရင်း needed kit တွေကျွန်တော်တို့ဒီ low pack တွေကိုကျွန်တော်တို့လည်းတီးထားရဆိုလို့ရှိရင်ကျွန်တော်တို့က side chain လောက်တာတွေ frequency masking လောက်တာတွေ band pass လောက်တာတွေဒါတွေကိုကျွန်တော်တို့ကလုပ်အောင်ပါပေါ့နော်ဒါကကျွန်တော်ဥပမာအနေနဲ့ကျွန်တော်တို့ပြောပြတာပါဆိုတော့ဝေဖန်ပိုင်းခြားနိုင်တဲ့နားထောင်စွမ်းရည်ရှိဖို့အတွက်ကြောင့်ကျွန်တော်တို့ဘာတွေပြင်ဆင်ထားတင်လဲပေါ့နော်ဒီဝေဖန်ပိုင်းခြားနိုင်တဲ့နားထောင်စွမ်းရည်ကိုကျွန်တော်တို့ကအထောက်အကူပြုဖို့အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့နားထောင်မှုမှားရတဲ့ပုံစံတွေပေါ့နော်ကျွန်တော်တို့ဥပမာပြ acoustic treatment မမှန်တဲ့အခန်းတွေပေါ့နော် speaker placement မှားနေတာတွေပေါ့နော်ဒီလိုအထားတူမှားတာတွေကိုလည်းကျွန်တော်တို့ကအရှောင်ကြည့်ရမယ်ပေါ့နော်ပြီးတော့နောက်ထပ်ကျွန်တော်တို့ကနားကျမ်းမာရေးအတွက်အထောက်အကူမပြုတဲ့တခြင်းနားထောင်တဲ့ပုံစံတွေကိုကျွန်တော်တို့ကလုံးဝရှောင်ကြည့်ရမှာပေါ့နော်ဒီ critical listening တွေအထောက်အကူပြုစေမဲ့ကျွန်တော်တို့က music production လုပ်တာတွေ music arrangement လုပ်တာတွေဒါတွေကိုကျွန်တော်တို့ကအခြေခံကနေစပြီးတော့စနစ်တကျလှုပ်ဆောင်တာတွေကျွန်တော်တို့ listening habit တွေအထောက်အကူပြုရဲကျွန်တော်တို့က sound jing လို့လိုမျိုး practice တွေလုပ်တာတွေအဲ့လိုအခြားလိုလေ့ကျင့်ခန်းတွေကျွန်တော်တို့ကအများကြီးကျွန်တော်တို့မှာရှိပါတယ်ဒါတွေကလည်းကျွန်တော်တို့ critical listening အတွက်အများကြီးကျွန်တော်တို့အထောက်အကူပြုပါတယ်ကျွန်တော်ခုနပြောသွားတဲ့ကျွန်တော်တို့ကဒီ music arrangement လုပ်တာတွေကျွန်တော် music production တွေကိုကျွန်တော်တို့ကအခြေခံအဖြစ်လှုပ်ဆောင်တာကြတော့တခြင်းတစ်ပုတ်ရဲ့တိဆောက်ပုံတွေကျွန်တော် harmony တွေတခြင်းရဲ့ movement တွေကိုအထင်သာအရှင်းသာပို့ပြီးတော့မြင်တွေ့ရတယ်ပေါ့နော်ဒီလိုချင်းကချင်းက mix master engineer တယောက်ဖြစ်ဖို့အတွက်ထောက်ကူပြုစေတဲ့နီလန်းကောင်းတွေကိုကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်နောက်တစ်ခုကပြောရမယ်ဆိုလို့ရှင်တော့ guiding and ear ပါကျွန်တော်တို့ဒီလိုမျိုးနားတွေကိုဘယ်လိုမျိုးလေ့ကျင့်ထားအောင်လဲပေါ့ကျွန်တော်ဆိုလို့ရှိရင်ငယ်ငယ်တုန်းကတခြင်းနားထောင်တာအရင်သဘောကျတယ်ဗျာအဲ့လိုမျိုးငယ်ငယ်တည်းကတခြင်းနားထောင်လာလိုက်တာကျွန်တော်အသက်15နှစ်16နှစ်ပေါ့နော်ကျွန်တော် recording စဝင်တဲ့အချိန်မှာကျွန်တော်အထောက်အကူအများကြီးပြုပါတယ်။ဘာတွေအထောက်အကူပြုလဲဆိုတော့ကျွန်တော်တခြင်းအဲ့လိုမျိုး recording လုပ်တော့ကျွန်တော် timing တွေလွှဲမဲ့ကိစ္စတွေပြီးလို့ရှိရင် key ဝင်တဲ့ကိစ္စတွေကိုအလွယ်တကူနဲ့ကြော်လွှားနိုင်ပါတယ်။ဒါတွေကကျွန်တော်ငယ်ငယ်ကတခြင်းကိုကျွန်တော်စနစ်တကျနားထောင်ခဲ့တဲ့ပြုစုပြောထောင်ခဲ့တဲ့အလေးအထားကြောင့်ကျွန်တော် recording ဝင်တဲ့အခါမှာအဲ့လိုမျိုးအခက်အခဲတိတ်မရှိတာပေါ့နော်။ဆက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ guidance ear ဆိုတာခုနလိုမျိုးတခြင်းနားထောင်ပြီးပြုစုပြောထောင်တာလည်းပြောထောင်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ကကို amazing mastering လောက်ခါနီးမှာကိုကြိုက်နေတဲ့တခြင်းတစ်ပုတ်ကို reference ယူပြီးတော့ကျွန်တော်ကတေချာနားထောင်တာထပ်ခါတလဲနားထောင်တာလည်းကျွန်တော်တို့ guidance ear လို့ကျွန်တော်တို့ပြောလို့ရပါတယ် guidance ear နဲ့ကျွန်တော်တို့ critical listening နဲ့လည်းကျွန်တော်တို့ဆက်နေရလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါကြောင့်မို့လို့ဂီတနဲ့အသံမွေးအကြောင်းပြုနေတဲ့သူတွေ mix master engineer လို့ဖို့အဆုံးဖြတ်ထားတဲ့သူတွေကဒီတခြင်းနားထောင်တဲ့အခါမှာ analytical listening နဲ့ဒီ critical listening ပေါ့ခံစားနားထောင်တာနဲ့ဝေဖန်ပိုင်းခြားပြီးနားထောင်တာကိုကျွန်တော်တို့ကညှတာဖို့လိုအပ်တယ်ပေါ့နော်ဒီလိုညှတာမှသာအစီအစဉ်နဲ့ကြာပြီးတော့ဒီနဝင်ပြန်မြောက်တဲ့ဒီတခြင်းတွေကိုကျွန်တော်တို့ဒီတခြင်းနားထောင်တဲ့သူတွေအနေနဲ့ခံစားနားထောင်နိုင်မှာဖြစ်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ